Miss Grand မြန်မာပွဲလုံးမဲ့နီနီလေးအိမ်နဲ့မရန်ဆိုင်တော်ကိုတန်းစားရီလိုပြတ်သားစွာပြောလာတဲ့ထူအပ်လွင်ပြည်သက်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါရယ် Miss Grand မြန်မာပွဲကျင်းပဖို့ပြင်ဆင်နေတဲ့နီနီလေးအိမ်နဲ့ကချင်အဆိုတော်မရန်ဆိုင်တော်ကိုတန်းစားရီဆိုပြီးတည်ပြောတာကတော့ Miss Grand International Director ဟောင်းထူအပ်လွင်ဖြစ်ပါတယ်။ဒါကလည်းနီနီလေးအိမ်နဲ့မရန်ဆိုင်တော်တို့ကမကြခင်မှာ Miss Grand မြန်မာပွဲကိုကျင်းပဖို့ပြင်ဆင်နေရကြောင်းဖြစ်ပါတယ်။မရန်ဆိုင်တော်ဆိုတာကတော့ထူအပ်လွင်ရဲ့နေရာကိုဆက်ခဲ့မဲ့ Miss Grand မြန်မာ National Director အသစ်ပါကချင်အဆိုတော်တဦးလည်းဖြစ်တဲ့မရန်ဆိုင်တော်က Miss Universe မြေကြီးနာ Director တဦးလည်းလောက်ကင်ခဲ့ဘူးသူဖြစ်ပါတယ်။နာမည်ကြီးထိပ်တန်းကချင်အလှမယ်များစွာကိုမွေးထုတ်နိုင်ခဲ့တဲ့သူပါ။ဒါပေမဲ့လည်းမြန်မာပြည်သက်တွေကတော့မရန်ဆိုင်တော်ကိုမြန်မာနိုင်ငံကိုဂုဏ်သိက္ခာကြောင့်တဲဆုငိမ့်လိုမြေးအရွယ်ကိုအတင်းပတ်တုပ်ထားတဲ့နဝက်ရဲ့ Miss Grand ပွဲကိုအရှက်မရှိလက်ခံလာတဲ့သူဆိုပြီးတော်တော်လေးပောက်ကွဲနေကြပါတယ်။အထူးသဖြင့်တော့ကမ်ဘောဒီးယားနိုင်ငံကတောင် Miss Grand International လိုင်စင်ကိုမယူဘဲနဲ့တပိတ်မှောက်နိုင်ခဲ့ချိန်မှာနဝက်ကိုသွားပြီးတော့ဖားရခဲ့တဲ့မြန်မာနိုင်ငံကမရန်ဆိုင်တော်ကိုပြည်သက်တွေကဝေဖန်ကြပါတယ်။ဒါပေမဲ့လည်းမရန်ဆိုင်တော်က Miss Grand မြန်မာ National Director ရာထူးကိုမယူလဲတခြားသူယူမဲသူတွေကရှိနေချိန်မှာသူအနေနဲ့ကိုရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချဖို့ဆုံးဖြတ်က MGM ပြိုင်ပွဲကိုအကောင်းဆုံးကျင်းပပြီးတော့မြန်မာနိုင်ငံကုန်ကိုဆောင်နိုင်မဲ့ Miss Grand မြန်မာ2025အလှမယ်တဦးကိုရွေးချယ်နိုင်ဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ဘာပဲပြောပြောမြန်မာပြည်သက်တွေကတော့မရန်ဆိုင်တော်ကျင်းပမဲ့ Miss Grand မြန်မာ2025ပြိုင်ပွဲကိုစိတ်ဝင်စားမှုမရှိပါဘူး။အခုချိန်မှာတော့ Miss Grand မြန်မာပွဲကျင်းပတော့မှာဖြစ်လို့အလှမယ်တွေကိုဖိတ်ခေါ်နေပါပြီ။ဒီလိုပြိုင်ပွဲဝင်တွေကိုဖိတ်ခေါ်ရမှာတော့အမျိုးသမီးတယောက်ရဲ့အလှတရားကတာမန်ထက်များစွာအင်အားကြီးကြောင်းခြေလန်းတလန်းချင်းစီတိုင်းမှာခွန်အားတွေမိမိကိုယ်ကိုယုံကြည်မှုတွေနဲ့အကုန်ယူစရာမှန်အရှိန်အဝါတွေလွှမ်းမိုးတဲ့အခါမှာအမျိုးသမီးတယောက်ကိုတွန်းလှန်တားဆီးနိုင်တဲ့အရာဘာဆိုတာမှမရှိတော့ပါဘူး Miss Grand International 2023 First Runner Up ဖြစ်သူနီနီလင်းအိမ်ကမြန်မာနိုင်ငံနဲ့ပြည်သူတွေရဲ့ဂုဏ်သိက္ခာကိုတကမ္ဘာလုံးသိအောင်တင်ဆက်ပေးခဲ့ပြီမလို့2025မှာရောဘယ်လိုမျိုးရင်ခုန်စရာရလဒ်တွေကစောင့်ကြိုနေမလဲဆိုတာအတူတူရှုစားလိုက်ရအောင်တော့ဆိုပြီးရေးသားထားပါတယ်အဆိုပါစာသားတွေကထူအပ်လွင် Miss Grand မြန်မာပွဲတွေကိုကင်တွယ်စဉ်ကရေးသားခဲ့တဲ့အစာသားတွေဖြစ်နေပါတယ်။ဒါကြောင့်လဲထူအပ်လွင်ကတောက်ချက်မရှိတဲ့အဲ့ဒီတယောက်ကရောမင်းတို့မွေးထုတ်ပြီးရွေးခဲ့တဲ့သူလားကပ်ရှင်ကိုကအောက်တန်းစားတွေဆိုပြီးတော့မရန်ဆိုင်တော်နဲ့နီနီလေးရင်ကိုကလော်ထုတ်ထည့်လိုက်ပါတယ်။အထူးသဖြင့်တော့ထူအပ်လွင်ကသူလုပ်ခဲ့တဲ့ caption စာသားတွေနဲ့သူတင်ခဲ့တဲ့နီနီလေးအိမ်ကိုအသုံးချပြီးတော့လူတွင်ကျယ်လုပ်နေတဲ့ကချင်အဆိုတော်မရန်ဆိုင်တော်ကိုတဲကစ်လိုက်တာဖြစ်ပါတယ်။မရန်ဆိုင်တော်ကတော့ Miss Grand မြန်မာအလှမယ်ပြိုင်ပွဲကိုထူအပ်လင်ထက်တာအောင်ကျင်းပသွားမှာဖြစ်တယ်လို့ Miss Grand မြန်မာအလှမယ်အသစ်ကိုလည်းတဲဆုငိမ့်ထက်တာအောင် support ပေးမယ်လို့ကြုံဝါထားတာဖြစ်ပါတယ်။မရန်ဆိုင်တော်ကလာမယ့် Miss Grand မြန်မာ2025အလှမယ်ကိုတလကိုလစာ300နဲ့ Miss Grand မြန်မာတရက်ဖူရချိန်ကနေပြန်လည်ပြီးတော့တရက်ဖူလွှဲအပ်ချိန်ထိပေးထားမယ်လို့သိရပါတယ်။ဒါအပြင် Miss Grand မြန်မာ2025ကိုစီးဖို့အတွက်ကားတစ်စီးပေးထားမယ်လို့လည်းဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမရန်ဆိုင်တော်ကျင်းပမဲ့ Miss Grand မြန်မာပွဲကိုအားပေးကြမှာလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။